Hello မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီ NISA နဲ့ပတ်သက်ပြီးတော့နည်းနည်းပြောမှာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်အခုချိန်ကျွန်တော်ဒီ NISA နဲ့ပတ်သက်တဲ့ information တွေပေါ့နော်အများကြီးကျွန်တော်လွယ်ကူနဲ့ရလာနိုင်တယ်အဲ့ဒါကကောင်းတယ်ဘာလို့ဆိုရင်အဲ့ဒီအကြောင်း NISA အကြောင်းတွေပြောလာတဲ့လူတွေအများကြီးတိုးလာတယ်ပေါ့နော်အဲ့တော့ information ကိုရှာတဲ့လူတွေအတွက်အလွယ်တကူရှာလို့ရတယ်ဆိုတော့အဲ့ဒါကောင်းတဲ့အရာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာတချို့နည်းနည်းနားလည်မှုလွဲတဲ့ဟာတွေလည်းရှိတယ်အဲ့အတွက်ကြောင့် NISA ဆိုတာဘာလဲဆိုတာကိုကျွန်တော်နည်းနည်းရှင်းပြပေးမှာဖြစ်ပါတယ် NISA ဆိုတာကစနစ်တစ်ခုဖြစ်ပါတယ်သိရမှာကအဲ့ဒီစနစ်ထက်မပိုပေါ့နော် NISA ဥပမာတချို့တော်တော်များများကကျွန်တော်လာမေးတယ်NISA အကြောင်းလေ့လာခြင်းနဲ့တော့ NISA အကြောင်းသင်ခြင်းနဲ့ပေါ့အဲ့လိုမျိုးတွေပေါ့နော်လာမေးကြတာအများကြီးရှိတယ်ဆိုတော့ကျွန်တော်နားလည်ရမှာက NISA အကြောင်းကျွန်တော်တို့လေ့လာရမှာမဟုတ်ပါဘူး NISA ဆိုတာကစနစ်တစ်ခုတာပဲဖြစ်ပါတယ်အဲ့ဒါထက်မပိုဘူးပေါ့နော် NISA ဆိုတာဘာလဲဆိုရင်tax advantage account အမျိုးအစားဖြစ်တယ်အဲ့စနစ်ပေါ့နော်ဘာလဲဆိုရင်ကျွန်တော်တို့ stock market မှာ invest လုပ်တယ်ရလာတဲ့အမြတ်တွေအခွန်ပေးစရာမလိုတဲ့စနစ်အဲ့ဒါပါပဲ NISA ဆိုတာအဲ့ဒီစနစ်ကိုပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ NISA အဲ့ဒါကိုကျွန်တော်လေ့လာစရာမလိုဘူးပေါ့နော်ကျွန်တော်အဓိကထားပြီးတော့လေ့လာရမယ့်ဟာက financial market ဖြစ်ပါတယ် okay အဲ့ဒီဟာမသွားခင်မှာကျွန်တော် NISA ကိုကျွန်တော်သုံးဖို့အတွက်broker account ဖွင့်ရပါတယ်တချို့ကပြောတယ် NISA က broker account ဖြစ်တယ်လို့လည်းပြန်ပြောတယ်အဲ့ဒါလည်းမဟုတ်သေးဘူးပေါ့နော် NISA ဆိုတာက broker account မဟုတ်ပါဘူး broker လည်းမဟုတ် securities မဟုတ်ဘူးပေါ့နော်securities တို့ဒီ broker ဒီဆိုတာကဟိုမှာ Rakuten တို့ SBI တို့ဒီတခြား PayPay securities တို့ Nomura ဘာလဲ securities တို့တော့စသဖြင့်အများကြီးရှိတယ်ဒီ broker တွေအဲ့ဒီ broker တွေကအဲ့ဒီ NISA စနစ်ကိုအဲ့မှာသူတို့ broker မှာထည့်ပြီးသားเนาะအဲ့ထည့်ပြီးသားဆိုတော့အဲ့ကျွန်တော်တို့က broker account ဖွင့်ပြီးဆိုတာ ਨੇ အဲ့ဒီ NISA ကကျွန်တော်ပါလာတယ်ဆိုတော့ NISA ဆိုတာ broker account လည်းမဟုတ်ဘူးဆိုတာသိထားရမယ်ဆိုတော့အဓိကကျွန်တော်လေ့လာရမယ့်အရာပါလဲဆိုလို့ရှိရင် stock market အကြောင်းဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ NISA စနစ်ကိုသုံးပြီးတော့ stock market မှာ invest လုပ်ရတာကိုဒီ NISA စနစ်ကိုသုံးပြီးတော့ index fund တို့ဒီ ETF fund တို့ stock တွေကျွန်တော်တို့ကအယောင်းအဝယ်လုပ်ရတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့လေ့လာရမှာနားလည်ရမယ့်အရာက stock market အကြောင်းဖြစ်ပါတယ် stock market ရဲ့အလုပ်ပုံကျွန်တော်တို့ကသင်ရတယ်လေ့လာရမှာဖြစ်ပါတယ် NISA မဟုတ်ဘူးဆိုတာနားလည်ဖို့လိုပါတယ်ဆိုတော့ဒီ stock market အကြောင်းလေ့လာတဲ့အခါမှာကိုဒီစူမီတာတဲပဲတုံပေါ့နော်စူမီတာတဲကလည်းဒီ index fund တို့ ETF fund တွေပဲဝဲအဲ့ဒါက stock market ပဲဆိုတော့ကျွန်တော်တို့အဓိကလေ့လာရမယ့်ဟာက stock market ဘယ်လိုအလုပ်လဲဆိုတော့အဲ့စက်ရန်တရားကြီးကိုကျွန်တော်တို့လဲပတ်ပုံကိုကျွန်တော်နားလည်ဖို့လိုတယ်ဥပမာ individual stock တွေဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ company တွေကျွန်တော် valuation ဘယ်လိုလုပ်ရလဲဘယ်လိုရှင်ဒီ fundamental ပိုင်းတွေဘယ်လိုလေ့လာရလဲဆိုတာကြီးကျွန်တော်ကြည့်ပေးရတယ်ပြီးလို့ရှိရင်technical analysis တွေပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်တို့လေ့လာရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောတဲ့ဟာတော်တော်များများတော့ကျွန်တော် stock market ပိုင်းအကြောင်းကိုပဲပြောပါတယ်ဒီ NISA ဆိုပြီးတော့ထည့်ပြီးတော့အဲ့ဒီတိတ်ပြောလင်းမရှိဘူးဘာလို့လဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီ stock market အကြောင်းနားလည်ရင် NISA လောက်တက်ပြီးသားပြီးလို့ရှိရင်ဒီ stock market ကိုအကြောင်းကောင်းနားလည်ရင်ကျွန်တော်တို့ဘယ်နိုင်ငံရောက်ဒီဂျပန်ထဲမှာမကောက်ဘယ်ကဘာရောက်ကျွန်တော်တို့အသုံးပြုလို့ရတယ်တကယ်တော့ဒီဂျပန်နိုင်ငံရဲ့စနစ်တစ်ခုတည်း NISA ထဲမှာဒီစူမီတာတဲစနစ်တစ်ခုပဲကျွန်တော်တို့ကနားလည်ထားတယ်ဆိုလို့ရှိရင်တခြားနိုင်ငံရောက်သွားတယ်ဆိုလို့ရှိရင်မတူတော့စနစ်ကအဲ့ဒါကျွန်တော်နားလည်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဓိကလေ့လာရမှာကဒီ stock market အကြောင်းနားလည်ဖို့လိုတယ်ဒီ stock market မှာပေါ့နော်ဥပမာခုနကျွန်တော်ပြောတဲ့အထူးတစ်ပြည့်ဒီ technical analysis ပိုင်းပေါ့နော်အဲ့ဒါကိုကျွန်တော်နားလည်တယ်ဆိုရင်ဘာလို့ရလဲဆိုရင် forex market မှာကျွန်တော်တို့trade လုပ်လို့ရတယ်ပြီးလို့ရှိရင် crypto market မှာလည်းကျွန်တော်ဝင်လို့ရတယ် crypto market လည်းဒီအတူတူပဲเนาะဒီ financial ဒီ price action တို့ဒီဈေးကွက်ရဲ့အသွားအလာကအတူတူဖြစ်တဲ့အတွက်ကြောင့်ဒီအခြေခံလေးတွေကျွန်တော်နားလည်ထားတယ်ဆိုလို့ရှိရင် crypto market မှာလည်းကျွန်တော်သွားလို့ရတယ်ဘာလို့လဲဆိုလို့ရှိရင်အရင်တော့အဲ့ crypto တွေဆိုတာမရှိဘူးเนาะ
Bitcoin တွေဆိုတာမရှိဘူး stock market ဆိုတာပဲရှိတယ်ပြီးလို့ရှင်ဒီ forex market တွေပေါ့နော်ဆိုတော့အဲ့ဒီလူတွေကပဲအဲ့ဒီ stock market မှာကျင်လည်ခဲ့တဲ့လူတွေကပဲအခု Bitcoin တို့ဒီ crypto market မှာ invest လုပ်ကြတယ်ဆိုတော့ကျွန်တော်လေ့လာရမှာက stock market အကြောင်းကိုကောင်းကောင်းလေ့လာရမှာဖြစ်ပါတယ်နေစာအကြောင်းမဟုတ်ဘူးဆိုတာကိုနောက်ဝေပေးချင်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်